你年来了等我去第二年出来。你送我爹，你知道吗？你不是？ဟိုအခုပဲရောက်လာတယ်ကွာ 我们里嘛。 မန္တလေးမှာကျွန်တော်ဟိုထိုင်းလို့ပါလို့ရောက်နေတယ်ကိုပြောတယ်တက်ဘယ်လောက်ရှိပြီလဲညီမလေးတက်ဘယ်လောက်ရှိပြီလဲ 22 22လား အမက23 အမ23ပြီးနာညီမ22အဲ့ဆို2ယောက်လုံးနဲ့ကြီးတာပေါ့24ပြည့်ပြီ ဒါပေမဲ့ကို2ယောက်လုံးကောင်းလေးမရှိဘူးလားကောင်းလေးမရှိဘူးလား ကိုစောင့်နေရလို့ဤစားအောင်ထောင်းပဲရှိတယ် အတန်ဝဲတရုတ်လားရှမ်းလား ကချင်တခုမှလည်းမတူကချင်ချစ်တယ်ဘယ်လိုပြောလဲကချင်တော့ နာဖိငယ်စောရအိုင် ဒီခါလေးစုံမှုတည်းတငယ်ချင်းပြောင်းနေတယ် ဟုတ်လားညီမလည်းအခုစုံမှုတာတကယ်ဒါမင်္ဂလာပါ အကိုဒါမဲ့အရန်ချေပါတယ် မဟုတ်ပါဘူးခြေတောင်ကအခုပြုံးကြီးကြည့်ပါလားညီမလေးလက်မကင်မနဲ့ပြုံးလေးပဲတွေ့ချင်ညီမလေးအပြုံးလေးမကြိုက်ဘူးမကြိုက်ဘူး ဟာလားကိုကြီးရောကြိုက်လားကိုရဟိုဘယ်လိုပြောမလဲကွာကွာ nutrient တက်တယ်ကျင်နာတက်တယ် view site တက်တယ်အများကြီးလုပ်တက်တယ်ကွာ Bro, what are you talking about, man? ညီမလေးဘာတချင်းသားတော့နေလဲအခါကျရင်ကိုကြီးလုံးဝ private for you ရပါကိုကြီးကြိုက်တာဆိုညီမလေးလည်းကုန်ကြိုက်ပါ Yeah, boy. တက်နေ run တုံးတာ တုံးတယ် ဟာအဲ့ဆရာကြီးပေါ့ မဟုတ်ဘူးလေဒီတိုင်းဖွင့်ထားတာဘဝမတုံးလား ဟမ် ဒေဂရမ်တုံးပေါ့ တုံးတယ်လို့ အဲ့ဒါကိုရဆရာကြီးပေါ့ အခုရုပ်ရှင်ကြီးอ่ะ ဒါပေါ့ ပြင်ပြုံးကြီးပါနောက်တစ်ခါတော့ ဒီအခုအရန်ပိန်သွားလို့အများဆို အဲ့ပိန်ဝမ်းလာတာ sling လေးပဲကြိုက်ရပေါ့ညီမမျက်နှာလေးချစ်စရာလေးနော်ချစ်မွေးပါတာကိုပြောတာပါ ပါမှာပေါ့ဒီနောက်မှာချစ်မွေးရင်ခုတောင်ပေါ့ ဟုတ်လားဆက်နှုတ်ပေးမယ်လေဒီစားပဲထားဖို့စီစဉ်မရှိလား ဟာအတေကိုစုပဆက်ကွင်းဟာမလုပ်ပါနဲ့ ကိုကခွဲလိုက်တယ်လားတမရခွဲသွားလား သူများခွဲတာ Long as it is.